grade 5 သင်ချာရဲ့စာမျက်နှာ29မှာပါတယ်ဒီပုံလေးတွေကဆက်သွယ်ချက်ကလေးတွေကိုပုံလေးနဲ့နားလည်အောင်ပြထားတာဖြစ်ပါတယ်เนาะအဲ့တော့ပထမဆုံးပုံလေးမှာဆိုရင်ဒီကုဘတုံးလေးကအလှည့်အနားတစ်ဖက်ကိုအနားဆောင်တစ်ဖက်ကို1 cm ရှိရပေါ့เนาะအဲ့တော့နားလဲအောင်ပြောမယ်ဆိုအလျား1အနံ1အမြင့်1ပေါ့နော်အဲ့တော့ကုဘတုံးဆိုတာအနားဆောင်လို့သုံးတာပေါ့အနားဆောင်တစ်ဖက်ကို1 cm ရှိရဲဒါဆိုရင်သူ့ရဲ့ထုတွေကိုသိချင်နားဆောင်မြောက်နားဆောင်မြောက်နားဆောင်ဆိုတော့1မြောက်1မြောက်1ဆိုရင်သူ့ရဲ့ထုတွေဒီ1ကုဘ cm ရှိရဖြစ်ပါတယ်နော်အဲ့ဒီအနား1 cm လေးကို10စပေါ့နော်10နဲ့မြှောက်လိုက်တယ်10စချဲလိုက်တယ်10 cm ဖြစ်သွားတယ်ဒါဆိုရင်သူ့ရဲ့ထုတွေကိုတွက်မယ်ဆိုရင်10မြောက်10အမြောက်10ဖြစ်တဲ့အတွက်ဒီပုံလေးရဲ့ထုတွေဒီ1000ကုဘ cm ဖြစ်ပါတယ်အဲ့တော့ပုံပေါ်မှာဗာရေးထားလဲဆိုရင်1လီတာလို့ရေးထားရပေါ့နော်အဲ့တော့1000ကုဘ cm ဒီ1လီတာရေတွေရဲ့အချင်းဝင်ဆိုလီတာနဲ့တိုင်းတာဖြစ်တဲ့အတွက်အနားဆောင်တစ်ဖက်ကို30စီရှိတဲ့ဒီကုဘတုံးလေးမှာဝင်ဆက်တဲ့အရှိပမာဏကို1လီတာလို့သတ်မှတ်တာဖြစ်တဲ့အတွက်ဒီ1000ဒုတိယအဖြစ်1000ကုဘ cm ဒီ1လီတာနဲ့ညီတယ်ပေါ့နော်ဒါဆိုရင်ဆက်သွယ်ချက်က1လီတာမှာ1000ကုဘ cm ရှိရဲဆိုတော့သိရမှာဖြစ်ပါတယ်နော်တခါဒီအနားကိုထပ်ပြီးတော့10စားချဲ့လိုက်တဲ့အခါမှာ100 cm ဖြစ်သွားပြီပေါ့နော်100 cm ဆိုတာ1မီတာနဲ့အတူတူပဲဒါကြောင့်မို့သူ့ရဲ့အနားဆောင်မြောက်အနားဆောင်မြောက်အနားဆောင်1မြောက်1မြောက်1ဆိုတော့ဒုတိယအဖြစ်1ကုဘမီတာဖြစ်တယ်ပေါ့နော်တကယ်လို့အဲ့ဒီမီတာမပြောင်းပဲဒီစင်တီမီတာအတိုင်းတာတွက်မယ်ဆိုရင်100အမြောက်100အမြောက်100ပေါ့နော်သူရဲ့ထုတွေကိုတွက်မယ်ဆိုရင်1သန်းဆိုပြီးရသွားမှာဖြစ်ပါတယ်နော်1သန်းကုဘ cm မီတာမပြောင်းမဲ့တွက်မယ်ဆို1သန်းကုဘ cm ရှိတယ်မီတာပြောင်းလိုက်ရင်တော့1ကုဘမီတာပေါ့နော်ဒါဆိုရင်1ကုဘမီတာဒီ1သန်းကုဘ cm နဲ့ညီမျှတာဖြစ်ပါတယ်နော်နောက်တစ်ခါဒီအလျားကဒီမှာ10စားဆိုရင်ဒူးတွေကဘယ်လောက်ဖြစ်သွားလဲဆိုရင်ဒီမှာ1000ကုဘ cm ဖြစ်သွားဖြစ်တဲ့အတွက်ဒူးတွေက1000စားဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီမှာ1ကုဘမီတာကလည်းဒီကလည်း1လီတာရဲ့1000စားဆိုတော့1ကုဘမီတာဒီတနည်းအားဖြင့်လီတာပေါင်း1000လီတာရှိမှာဖြစ်ပါတယ်နော်အဲ့တော့အနားဘက်က10စားဆိုရင်ဒူးတဲ့ဘက်က1000စား1ကုဘ cm ရဲ့1000စားဒီ1လီတာရှိရပေါ့နော်အဲ့1လီတာရဲ့1000စားဆိုတော့1000လီတာဒီ1ကုဘမီတာကြီးဒီ1000လီတာနဲ့ညီမယ်လီတာအားဖြင့်ဆိုရင်တော့1000လီတာနဲ့ညီမယ်ပေါ့နော်တကယ်လို့ကုဘ cm အားဖြင့်ဆိုရင်တော့1သန်းကုဘ cm နဲ့ညီမှာဖြစ်ပါတယ်เนาะဒါဆိုရင်ဒီပုံလေးကိုအနှစ်ချုပ်ပြောမယ်ဆိုရင်1လီတာမှာ1000ကုဘ cm ရှိတယ်1ကုဘမီတာမှာဆိုရင်တော့1000လီတာရှိမယ်နောက်တစ်ခါ1ကုဘမီတာဒီ1သန်းကုဘ cm နဲ့ညီမျှတာဖြစ်ပါတယ်เนาะ